Hello အားလုံးပဲမင်္ဂလာပါရှင်ခုဒီနေ့ပြည်နိုင်မြို့လေးကိုရောက်နေပါတယ်ရှင်ဒါကြတော့လေကျွန်တော်တို့တက်တဲ့နေရာအဖော်စီကနေပြီးရိုက်ထားတဲ့နေရာလေးပေါ့နော်ဒါကြတော့ကျွန်တော်တို့တက်တဲ့နေရာလေးတောင်ပေါ်ပေါ့တောင်ထိပ်တဲ့နေရာပေါ့နော်ဒါကြောင့်ကျွန်တော်တို့အပေါ်ကနေပြီးတော့တဲတဲ့နေရာနေပြီးကြီးတဲ့ချစ်ကြတော့အခုပေါ့ဟိုမြင်နေရတဲ့ဒီဘက်ကနေလည်းအဲဒီအဆောင်အုံတွေကြတော့reception ပေါ့နော်အဲဒီနေရာနေပြီးတော့လမ်းနေပြီးတော့ကျွန်တော်တို့အသက်အဆင်းကိုအကျုပ်ဖို့လုပ်ပြီးသွားတယ်ရှင်ဒါကြောင့်အတက်အစင်လမ်းလေးပေါ့နော်ဒီလမ်းဖြူဖြူလေးတွေကြောင့်ဒီကနေပြီးတော့လုံချင်လေးတွေပေါ့ကျွန်တော်တက်တဲ့နေရာလေးလုံချင်လေးတွေတောင်ပေါ်ပေါ့တောင်ထက်တဲ့နေရာလေးပေါ့ကျွန်တော်တက်တဲ့နေရာနေပြီးအပေါ်ရှိသေးတယ်ဒီအပေါ်ကြတော့လေကျွန်တော်တက်တဲ့နေရာကြတော့နော်ကိုလောပေါ့လုံချင်ဟုတ်တယ်ကျွန်တော်ရေခုကန်လည်းပါတယ်ကျွန်တော် breakfast အစားအစာလေးလည်းပါတယ်ဒါကြတော့ကျွန်တော်တို့လုံချင်နေတဲ့နေရာလေးတွေပေါ့နော်မတော်စုကိုအေးလို့ပေါ့တက်တဲ့နေရာအစောမြင်နေရတဲ့ဖြစ်ဖြစ်လေးဒါကြတော့မတော်စုတွေလာပြီးတက်တဲ့နေရာလေးပေါ့နော်ဒီဘက်နေရတဲ့ဟာကြတော့ကျွန်တော်တို့အခုတက်တဲ့နေရာလေးတွေဒါအပြည့်ပဲကျွန်တော်တို့တက်တဲ့နေရာဒါကြောတက်တဲ့ကျွန်တော်တို့တက်တဲ့အဆောက်ဒါကြတော့အထင်ကနေပြီးအပြင်ပြိုးကြည့်လို့ရတဲ့နေရာလေးပေါ့နော်ဒါကြတော့အပြေဝရဒန်လေးအပြေဝရဒန်နေပြီးတော့ရှုခင်းကိုမြင်ရတာပေါ့နော်ပြေ view point လေးတွေမြင်ရတာဒီရှင်အထက်ကိုလိုက်ပြပါမယ်ထက်ကိုလိုက်ပြပါမယ်ရှင်ဒါကြတော့